ကဲမြတဲခုမှတာ1 for အစွမ်းမရှိခဲ့ဘူးဆိုလို့ရှိရင်ဆိုတဲ့ what if လို့ဟာမျိုးကနေကြိုးဆိုလိုက်ပါတယ်ကဲမြတဲခုမှတာအစွမ်းမရှိဘူးဆိုရင်ဒူဟီရိုဖြစ်လာအောင်မလား1 for second တူပဲပြောင်းတော့မှာလား MH ရဲ့ alternative word တစ်ခုအဖြစ်နဲ့စဉ်းစားကြည့်မယ်တဲခုက quacklet ဆိုတော့ဘယ်သူတွေဘာဖြစ်နိုင်မလဲဆိုတော့တွေးကြည့်ကြမယ်1 for မရတဲ့အတွက်တဲခုရဲ့ dream ဖြစ်တဲ့ pro hero ဖြစ်တာလည်းပျက်စီးသွားနိုင်ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့ visa အရာ pro hero ဖြစ်ဖို့အတွက်တခြားနည်းလမ်းတွေရှာမှာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်လက်နက်ကို career တို့ information ရှာပြီးတဲ့ဌာနတို့ကနေကူညီနိုင်ပါတယ်ပြီးတော့ sport tag နဲ့ all might ကြီးအစွမ်းမရှိဘဲနဲ့ all for 1 ယူချတာကိုလည်းမြင်မှုမှာပါ super hero လိုမျိုးတော့ဖြစ်သွားနိုင်ပါတယ်ဥပမာပြောမယ်ဆိုလို့ရှိရင် DC universe မှာရှိတဲ့ Batman လိုမျိုးတော့ဖြစ်သွားနိုင်ပါတယ်။ဘာခုကိုရောဘာဖြစ်သွားမလဲ။သူ့ရဲ့ rival ဖြစ်တဲ့ Deku မရှိတော့တဲ့အချိန်မှာဆက်ပြီး strong ဖြစ်သွားမလား။ Shigaraki ကရော Deku မရှိတဲ့အတွက် All Might ကတော့အစောကြီး retire ဖြစ်မှာတော့မှန်မယ်။ဒါကြောင့်လေ Villain League ကဆက်ပြီးတော့ Kuroda မှာလည်းတည်ကြတာပဲ။ဒီလိုဟာမျိုးကိုတေးကြကောင်တာဖို့ဆိုပြီးတော့ Deku က Mei Hasumi နဲ့ပေါင်းပြီးတော့အစွမ်းမရှိသူများအဖွဲ့ Quacklet Justice ဆိုတဲ့အဖွဲ့ဖွဲ့ပြီးတော့ပြန်လည်တိုက်ခိုက်နိုင်ပါတယ်။ဒီလိုမျိုးဖြစ်နိုင်ကြတဲ့အများကြီးတဲ့တစ်ခုကိုရွေးပြီးတော့စဉ်းစားပြီးတော့ဖြစ်ပါတယ်။ကျေးဇူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ခင်ဗျားတို့ရဲ့သွေးမြင်နေအားလုံးကိုယ်လုံးဝင်ရောက်ဆွေးနွေးသွားနိုင်တာပဲဖြစ်ပါတယ်။